ငါပဲနားရမှာ အမဒီဘက်လေးနဲ့ဒီဘက်ရိုက်ကတော့ဒီဘက်လား ပါလေ stop မလေး ပြောရသေးလေကျမတက်တာဟာလေကျမတိုက်တာ ကတော့အောင်မြင်မိရဲ့နောက်မှာဘယ်ဒါရီတာမှပြောရမလို့တော့ကတော့ကျွမ်းကျင်သွားပြီလေကတော့ ဟဲ့ကြောက်တာ နေပုံထိုင်မှုကကိုယ့်အကိုအော်တိုမက်တစ်ရပ်ပြီးသား ဟဲ့ကရုံးစိတ်ကြီးဝင်တာဗျာနော်လူတွေမြောက်ပေးတာကရုံး ဟာကတော့ဟုတ်တယ်နော်ဖန်နေပြောလိုက်ပါကတော့မင်းသမီးဖြစ်နေပြီလေ ဒီမလို့ကျဲရတုံးတာ အေးငါတို့ပြန်ရိုက်တာ3ကမဟုတ်သူကနဲ့သူရီသူဟာနဲ့သူဟာသားတွေလို့သူကနဲ့သူရီနေလို့ပါဇက်နဲ့ဟိုနဲ့ဟိုငါတို့မှအတော်မတတ်နိုင်လို့ခဏရိုက်ရတာအဲ့ဒါတွေကြဘယ်လိုပြောမှာ အသုံးကပြေသွားတာအော် လုတ်ပြန်မိတယောက်လာပြန်မိစိတ်ညစ်တာလက်သေးလောက်လာငါ ဒါမဲ့ ငါတော့အမိတ်ထုတ်လိုက်တော့မှမမီ ဟာလေ အေးစမ်းဝန်ထမ်းတွေလက်သေးမလောက်ရလို့ ဘလို့လည်းမလို့ရတော့ပြောလိုက် နင်တို့ကဒီမှာကြည့်လိုက်လက်သေးကတန်း အဲ့ဆိုရင်အမကတော့မင်းသမီးမလို့ခိုင်းမင်းသမီးလို့မဟုတ်ဘူးလို့ပြောလိုက်လေမင်းသမီးဖြစ်သွားပြီတော့လှအောင်နေရတာပါမင်းကတော့လေး ဟုတ်ပါတယ်မင်းသမီးပါ ဟုတ်တယ် ငါဝမှာ